လောက်ကောင်းတာလို့ဘလောက်ဖဲထူးကြွဘေးကကဲ့ရဲ့မဲ့လူကဘောလုံးပွဲလိုပဲလို့ကိုးသွင်းကောင်းလဲအဆဲခံရတာပဲလို့ချော်သွင်းလဲအဆွဲခံရတာပဲလို့မင်းတို့လောကဘာမှန်းထူးလို့ငါတုံလုံးနေရအောင်ပါလေဟုတ်ပြီနော်အဲ့တော့သူကပြန်ပြောတယ်ရှင်ဖျားတယ်တပည့်တော်တော့မခံနိုင်ဘူးလေအဲ့ကိုတော်ကဘလောက်တက်လို့လဲတဲ့အဲ့ဒါမင်းကိစ္စအဲ့ဒါငါနဲ့မဆိုင်ဘူးလို့သဘောပါလားမင်းကဘုန်းကြီးတွေတော့ပြန်ပြီးတော့ဘလောက်တက်လဲဘာညာပြောရဲတယ်ဆိုတော့မင်းကလည်းတော်တော်ထူးချွန်တဲ့ပုံကိုပဲလေအဲ့ဒါမင်းကိစ္စမင်းပါဇက်ကပြောတာမင်းတာဝန်ယူရသူပါဇက်ကပြောတာသူတာဝန်ယူမင်းပါဇက်ကပြောရင်မင်းတာဝန်ယူतू ကဘလောက်တွေသီလတွေလုံနေလို့တော့ तू ကဘလောက်တက်နေလို့အဲ့ဒါမင်းကိစ္စတော့လို့ငါလည်းမဆိုင်ဘူးသဘောပါလားအဲ့ဒီတော့မှအရှင်ဘုရားရောဘလောက်တက်လဲဗျာငါကိစ္စမင်းနဲ့မဆိုင်ဘူးပေါ့လားအဲ့ဒီပြောသမျှတာလိုက်တုံ့ပြန်နေရင်ဖြောင်းလဲမဖြောင်းနိုင်ဘူးမတ်လဲမမတ်နိုင်